လက်တွေ့စိနေလာပါဒီကဲကိုလက်တွေ့ကျောင်းမှာမတင်ခဲ့ရတော့ practical အချိန်မပါတော့ YouTube 찍어요 지금. 다အားလုံးပဲမင်္ဂလာပါကဲဘောကော်နာနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ကိုရီးယားလူမျိုးကိုယ်တိုင်မြန်မာနိုင်ငံကိုလာပြီးတော့မှဒီ handmade စပြလေးတွေလုံနည်းတွေကိုကဲဘောတို့ကိုပို့ချပေးခဲ့တဲ့ဗီဒီယိုကိုကဲဘောပြန်လည်ပြီးတော့မှ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီမှာတွေ့ရတဲ့ဗီဒီယိုကပေါ့နော်ကဲဘောတို့ကိုအရင်ဆုံးစာတွေ့ပို့ချပေးတာဖြစ်ပါတယ်ကဲဘောကဘီမဆမ်မကိုဘာသာပြန်ပေးနေတာဖြစ်ပါတယ်ဘာသာပြန်တာကလည်း chemistry အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဘောမရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အမှမြန်မာစကားတက်ကိုရီးယားဆရာမတယောက်လည်းပါတယ်အတွက်ကျွန်တော်ကဘောနားမလဲတဲ့ဟာဆိုရင်ဆရာမကပြန်ပြီးတော့မှဖြစ်ပြောပေးတယ်ပေါ့နော်ဒါနဲ့ကျမတို့စာတွေ့ကိုနှစ်တစ်ပိုင်းလောက်တင်ပြီးတော့မှဆရာမကဘေးမှာခေါ်ပြပြီးတော့မှတကယ်ပေါ့နော်ဒီစက်ပြားဘယ်လိုဖြစ်လာတာလဲဘာတွေထည့်လို့ရလဲဆိုတဲ့ဟာကိုသူကအသေးစိတ်ပြောပြပြီးတော့မှဘယ်လိုပါဝင်ပစ္စည်းရှိတယ်ဆိုတာကိုသူကိုယ်တိုင်အဲ့လိုမျိုးကျမတို့ခံစားလို့ရအောင်ပေါ့နော်အတွေ့အကြုံလေးတွေနဲ့သူကလောက်ခိုင်းတာပါအဲ့ဒါမှအဲ့ဒီအနံ့ကိုရှူကြည့်ရတယ်ပေါ့နော်အနံ့နဲ့အများကြီးအစင်မပြေတာတွေတွေ့ရတော့အဲ့ဒါနဲ့ဒီတိုင်းပဲကျမတို့အဲ့မှာနေ့လည်လည်းရောက်ပြီဆိုတော့အာယုံလည်းအရင်မရအောင်เนาะအဲ့လိုလုပ်ပြီးတော့မှဒီကြားထဲမှာဂါဘရိုကဘာလဲဆိုရင်ပြောပြမယ်ဆိုရင်ပေါ့เนาะ NaOH နဲ့ဒီ C နဲ့ပေါင်းနေဆိုစက်ပြထွက်လာတယ်ဆိုတဲ့ formula ကိုသိထိုင်ရပြီပေါ့เนาะအဲ့ဒါနဲ့ကျမတို့ NaOH ဆိုတာကအရင်အန်ဒီရများတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ပေါ့เนาะဒါပေမဲ့ဖြစ်ချင်တော့ကျမတို့ကအဲ့ဒီ NaOH ကိုနေ့လည်သမင်းမစားခင်မှာလှုပ်ထားခဲ့တယ်ပေါ့เนาะဗီဒီယိုကအရင်ရှည်တဲ့အတွက်မလို့ဂါဘောကအဲ့ဒါကိုမထည့်ခက်လိုက်ရဘူးเนาะပြီးတော့ကျမတို့ဒီစက်ပြကအဲ့ဒီနှစ်ခုပေါင်းရင် C နဲ့ပေါင်းရင်ထွက်လာတယ်ကျမတို့ C ကိုအရင်ဆုံးတိုင်းတာတယ်ပေါ့เนาะအဲ့ဒါနဲ့ဆမထက်ရှင်ပြတယ်စီကနေပြီးတော့မှဒီအပူချိန်ကရိုးအပူချိန်26ပဲဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီ45အပူချိန်ထိပေးရမယ်ဆိုပြီးတော့မှရင်းနှီးပွဲဆူတဲ့ဒီရေထဲကိုကျမတို့ဒီစက်ပြာကိုတွားပြန်ထည့်ရမှာပေါ့နော်အဲ့ဒါဆမကတသက်ရဲရဲလေးနဲ့သူအဲ့လိုမျိုးပုံစံကြအောင်ပေါ့နော်တစ်စင်းပြီးတစ်စင်းတည်ချာလေးလောက်ပြတော့အများကြီးအဆင်ပြေတာကိုတွေ့ရပါတယ်ဒါကတော့အပူပေးနေတဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့ဒါကိုလည်းကင်မရာအသေးစိတ်ပေါ့နော်ပြောပြပေးတယ်ပေါ့နော်ပြီးတော့ဆမ်မကိုတိုင်ကလည်းလုပ်ပြတယ်အရင်ဆုံးသူလုပ်ပြပြီးမှကင်မရာကိုသူလုပ်ခိုင်းတယ်ပေါ့နော်အဲ့နဲ့ကင်မရာဆမ်မကိုစနေသေးတယ်ငငယ်တုန်းက chemistry သင်ခဲ့ရပေမဲ့လက်တွေ့မစင်ခဲ့ရတော့အခုမှလာပြီးတော့မှလက်တွေ့စင်ရတယ်ဆိုပြီးတော့မှပေါ့နော်အဲ့လိုမျိုးပြောကြတယ်ပေါ့နော်တကယ်ကိုစမ်းသပ်ခံတဲ့ဝင်နေတဲ့ပုံစံကြီးကိုဖြစ်သွားတာပေါ့နော်အဲ့ဒါနဲ့ဆ iam နဲ့ဆ iam ကသူကမွေလို့ရှိရင်လည်းဘယ်လိုမွေရမှာလဲပြီးတော့မှအပူချိန်ကြည့်တယ်ဆိုရင်လည်းဘယ်လိုကြည့်ရမလဲအဲ့လိုမျိုးပေါ့နော်သူတေချာရှင်းပြတော့တော်တော်လေးအဆင်ပြေတယ်လို့ပြောမှာအဲ့ဒါနဲ့ဂါဘရိုကလောက်ကြည့်မယ်လို့ပြောတော့ဆ iam အဲ့လိုမျိုးတယောက်တစ်လက်ပေးလောက်တယ်ပေါ့နော်ပြီးတော့သူဘေးမှာအမြဲတမ်းကြည့်ပေးတယ်ပြီးတော့လောက်ရမယ့်ဟာတွေကိုလည်းသူတေချာလေးကိုရှင်းပြပေးတယ်ပေါ့နော်အရန်ကိုအဆင်ပြေပါတယ်အဲ့ဒါနဲ့ကျမတို့တစ်ခွက်လုံးအပူချိန်တေချာကြည့်တတ်အောင်ပေါ့နော်စူးစမ်းပြီးတော့မှလိလာတင်ယူနေတဲ့အချိန်ပဲဖြစ်ပါတယ်ဆမကြီးလုပ်နေတယ်ဒါဆမကြီးပါဆမနင်းနေ 뭐가 많이 비다 လာလာဘူးဆက် လက်တွေ့စိနေလာပါဒီကဲကိုလက်တွေ့ကျောင်းမှာမတင်ခဲ့ရတော့ practical အချိန်မပါတော့ YouTube 찍어요 지금. 다 Sky Education에 나비 뺐다 비야 ဟို bright future bright future အဲ့ဒါနဲ့ပြီးတော့ကျမတို့မှီပြီးတော့ NaOH ကိုတွားယူဖို့ပေါ့နော်ကျမတို့အဲ့ဒီ NaOH ကအရင်အန်ဒီရများတဲ့ပစ္စည်းဖြစ်တယ်ပေါ့နော်အဲ့ဒီကျမတို့အဲ့ဒါတွားယူတဲ့အပြင်မှာလည်းဒီအက်တဲ့တွေကနေပြီးတော့ပကြီးဆွဲပေးတဲ့ဟာတွေလည်းအဲ့လိုရှိတယ်ပေါ့နော်အဲ့ဒါနဲ့ကျမတို့အဲ့ဒီ NaOH ကိုကျတော့အပေါ်ထက်မှာတွားထားတဲ့အတွက်မလို့တွားယူပါတယ်ကျမအဲ့ဒီ NaOH ကဒီရေစားထည့်တဲ့အချိန်မှာအန်ဒီရရှိရလို့သူပြောတယ်ပေါ့နော်အခုလိုမျိုးအချိန်နေဆိုရင်တော့အန်ဒီရမရှိတော့ဘူးလို့သူပြောတယ်ပြီးတော့အဲ့ဒါနဲ့သူအပူချိန်တိုင်းပြတယ်ပေါ့နော် NaOH ကလည်းသူ့ရဲ့အပူချိန်က40နဲ့50ကြားဖြစ်နေရမယ်ပေါ့နော်အဲ့လိုဆိုအဲ့ဒါအချိန်သူတိုင်းတာ38လောင်36လောင်တဲ့အဲ့လောက်ရှိရဆိုတော့ဆရာမအဲ့လောက်ထိကျသွားရင်လည်းအဆင်ပြေတယ်လို့သူပြောတယ်အဲ့ဒါနဲ့အဲ့ဒါကျမတို့ဒီတိုင်းယူလာပြီးတော့မှဆက်ပြပြန်လာမှွေတယ်ပေါ့နော်ဆက်ပြမှွေတဲ့ဗီဒီယိုလေးလည်းအရန်ရှိလို့ကြပေါ့အဲ့ဒါကိုကြော်သွားလိုက်ပြီးတော့
ဒီတိုင်းစက်ပြပုံစံခွက်ထဲထက်သွားတယ်ပေါ့နော်အဲ့ဒီတခါတဲ့ဗီဒီယိုကကြော်လာတယ်ပြီးတော့အဲ့ဒီစက်ပြရရချင်းကိုကြာပေါ်အဲ့လိုစက်ပြပုံစံလုံးလို့မရသေးဘူးပေါ့နော်သူ့ကိုစွစွပေါင်း2ညလောက်တိတ်လိုက်ရသေးတယ်ပေါ့နော်တိတ်ပြီးတော့မှဒီဟာလုပ်ပြီးတော့ဒါကတော့စက်ပြဗီဒီယိုကတော့တင်ယူရတာ2ရက်ခွဲ2ရက်လောက်တော့ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုချုပ်လိုက်တာတော့9မိနစ်စာလောက်ပဲရှိတယ်ပေါ့နော်ပြီးတော့ ပကြီးခဏတော့ဆက်ပြလုပ်ပြီးပါလေခွဲတော့ပကြီးဆဲတဲ့ရောက်လာပါပါရမီမပါပြီမဲ့လောက်ရမယ်ဆိုတော့လောက်ရအောင်ပါရမီပါတယ်လို့ဖြစ်ပါတယ်အရင် ကြီးစဲရ နှလုံးနဲ့လောက်တာ နှလုံးသားနဲ့ခံစားပြီးတော့ ဒါကတော့ပကြီးဆွဲဖို့သွားပြီးတော့မှကူညီခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပကြီးဆွဲတာလေတကယ်တမ်းတော့အချိန်ကအများကြီးကုန်တယ်ပေါ့နော်သူတို့အချိန်မလောက်တဲ့အတွက်မလို့ကဘာတော့ဒီ line ပါဝင်ကူညီအားဖြစ်လိုက်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ရဲ့ဒီနှစ်ပတ်တာစီစဉ်လည်းပြီးဆုံးပါပြီဆုံးထိကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်